အိမ်ထောင်အမျိုးသားတွေဟာဘာကြောင့်အိမ်ထောင်အမျိုးသမီးကနေထွက်ခွာခြင်းကြတာလဲနံပါတ်1နားလည်မှုပျောက်တဲ့အခါအိမ်ထောင်ရေးကတဖြည်းဖြည်းနဲ့ဝေးကွာလာတတ်တယ်နံပါတ်2အမြဲအပြစ်တင်ခံနေရရင်စိတ်ပင်ပန်းပြီးထွက်ခွာခြင်းလာတတ်တယ်နံပါတ်3လေးစားမှုမရှိတဲ့ဆက်ဆံရေးကယောက်ျားတစ်ယောက်ရဲ့စိတ်ကိုအေးသွားစေတတ်တယ်နံပါတ်4စကားမပြောဘဲစိတ်ထဲသိမ်းထားတာများလာရင်အကွာအဝေးတွေဖြစ်လာတတ်တယ်နံပါတ်5အိမ်ထောင်ဖက်ရဲ့ဂရုစိုက်မှုနည်းလာတဲ့အခါမှာအထီးကျန်တယ်လို့ခံစားလာတတ်တယ်နံပါတ်6ငွေကြေးဖိအားနဲ့ပြဿနာတွေများလာရင်အိမ်ထောင်ရေးကိုစိတ်ကုန်သွားတတ်တယ်နံပါတ်9ယုံကြည်မှုကျိုးပြတ်သွားတဲ့အခါမှာဆက်ပြီးလက်တွဲဖို့ခက်ခဲလာတတ်တယ်နံပါတ်10အိမ်ထောင်ရေးမှာပျော်ရွှင်မှုမရှိတော့ရင်တချို့အမျိုးသားတွေကထွက်ခွာဖို့စဉ်းစားလာတတ်တယ်သင်ကရောအိမ်ထောင်ရေးတစ်ခုမှာတည်မြဲဖို့ဘာအရာတွေကအရေးကြီးဆုံးလို့ထင်လဲခင်ဗျာပြောပြပေးခဲ့ပါအောင်အားလုံးပဲကျေးဇူးတင်ပါတယ်